ထောင်းကန်ဘောက်ကနေဓာတ်ရိုက်ကိုအများဆုံးသွင်းထားတဲ့ကစားသမား9ယောက်အကြောင်းပြောပြပေးပါမယ်။နံပါတ်5ကတော့ Ronaldinho ပါ။သူဟာသူ့ရဲ့ကစားသမားဘဝမှာထောင်းကန်ဘောက်ကနေဓာတ်ရိုက်6ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဘောလုံးကိုလိုသလိုကွေးညှို့နိုင်စွမ်းရှိသူဖြစ်ပါတယ်။နံပါတ်4ကတော့ဘာစီလိုနာကန်နိုဝင် Laszlo Kubala ပါ။သူဟာ1950ပြည်လုံးနှစ်တွေမှာနာမည်ကျော်ခဲ့ပြီးထောင်းကန်ဘောက်ကနေဓာတ်ရိုက်6ဂိုးအထိသွင်းယူပြခဲ့ပါတယ်။နံပါတ်3ကတော့ဆာဘီယာကွင်းလယ်လူ Dejan Petkovic ပါ။ဘရာဇီးကလပ်တွေမှာအောင်မြင်ခဲ့တဲ့သူဟာထောင်းကန်ဘောက်ကနေ6ဂိုးသွင်းယူထားပြီး Modern Football မှာဒီဂိုးအမျိုးအစားကိုအများဆုံးသွင်းနိုင်သူတဦးဖြစ်ပါတယ်။နံပါတ်2ကတော့ပေါ်တူဂီကန်နိုဝင် Matias ပါ။သူဟာ1960ဝန်းကျင်မှာ Sporting အသင်းအတွက်ကစားပေးရင်ထောင်းကန်ဘောက်ကနေ10ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့စံချိန်ရှင်ပါ။နောက်ဆုံးနံပါတ်1ကတော့တူရကီကစားသမား Şükrü Gülleşin ပါပဲ။သူကကစားသမားဘဝတစ်လျှောက်မှာထောင်းကန်ဘောက်ကနေဓာတ်ရိုက်ကို32ဂိုးအထိသွင်းယူထားတယ်လို့မှတ်တမ်းတင်ခံထားရပြီးဒီစံချိန်ဟာဘယ်သူမှမချိုးဖျက်နိုင်တဲ့ကမ္ဘာစံချိန်ဖြစ်နေပါတယ်။ Ronaldo နဲ့ Messi တို့တောင်မလုံနိုင်သေးတဲ့ဒီစံချိန်ကိုပိုင်ဆိုင်ထားတဲ့ထိပ်တန်းကစားသမား9ယောက်ပဲဖြစ်ပါတယ်။ဒီဆိုဂိုးမျိုးကိုနောက်ထပ်ဘဲကစားသမားသွင်းပြနိုင်အောင်မလဲကောမန့်မှာပြောသွားကြပါဦး။